3 2 1 action အားလုံးပဲမင်္ဂလာပါကျမတော့အမီပါကိုမိတ်ဆက်ပေးချင်ပါတယ်ဆိုတော့ဟိုနာမည်အရင်ရှိတဲ့နာမည်တော့ရှိရမိတ်ဆက်တော့เนาะအားလုံးပဲကျွန်တော်အမီလို့ခေါ်လို့ရတယ်ဆိုတော့ဒီနေ့မှာတော့ကိုရေးထားတဲ့ဟို content နဲ့တော့မဆိုင်တဲ့အကြောင်းအရာလေးတစ်ခုပြောပြမယ်ပေါ့နော်အဲ့ဒါကတော့လွန်ခဲ့တဲ့2018လောက်တည်းကဖတ်ပူတဲ့အရာလေးပါ ARD သတင်း website မှာဒီ lifestyle ဆိုတဲ့ဟိုခေါင်းစဉ်အောက်မှာရေးထားတဲ့အကြောင်းအရာလေးတွေကတစ်ခုပေါ့နော်အဲ့ဒါကတော့ကမ္ဘာပေါ်မှာတဲ့စိတ်ဖိစီးမှုအလုပ်စိတ်ဖိစီးမှုအများဆုံးပေးတဲ့အလုပ်9မျိုးအကြောင်းပေါ့နော်အဲ့ဒါလေးကိုစိတ်ထဲမှာလဲဆွဲနေရဆိုတကယ်ချင်းတွေကိုပြန်ပြီးပြောပြချင်တယ်လူတိုင်းကတော့ဒီကမ္ဘာလောကကြီးမှာနေတဲ့အချိန်တိုင်းပေါ့နော်အချိန်မရွေးစိတ်ဖိစီးမှုတွေကအမြဲတမ်းကိုယ့်စီကိုရောက်ရှိလာနိုင်ပါတယ်ဆိုတော့ဟိုအပျော်ခရီးထွက်တာတော့မှကိုမရောက်ဘူးတဲ့နေရာမှာကိုကြုံရတဲ့အခက်အခဲတွေအားဖြင့်ပေါ့နော်လူကိုစိတ်ဖိစီးမှုပေးတယ်အဲ့လိုပဲအဲ့ထဲမှာမှအသက်မဝမ်းကြောင်းလုပ်ငန်းတွေမှာမှကိုစိတ်ဖိစီးမှုအလုပ်9မျိုးရှိပါတယ်ဆိုတော့9မျိုးအများကြီးရှိတာပေါ့နော်အဲ့ဒီကဖိစီးမှုအများဆုံးပေးတဲ့အလုပ်9မျိုးအကြောင်းပြောပြချင်တယ်နံပါတ်1ကတော့မီးသက်သမားကြီးတွေပါဆိုတော့တနေရာမှာမီးလောင်နေဆိုလို့ရှိရင်မီးလောင်တဲ့နေရာကနေလူတွေအကုန်လုံးကဟိုကိုအသက်လွတ်ဖို့အတွက်ထွက်ပြေးကြရတယ်ပေါ့နော်ဒါပေမဲ့မိသက်သမားကြီးတွေကတော့အဲ့လိုထွက်ပြေးလို့မရပါဘူးမိလောင်တဲ့နေရာစီကိုပြေးပြီးသွားရတာပါသူတို့ရဲ့အလုပ်ကတော့မိလောင်တဲ့နေရာမှာမိတက်ရမယ့်အလုပ်ဖြစ်ပါတယ်ဆိုတော့မိတက်ရင်လည်းမီးလောင်တဲ့နေရာထဲမှာရှိတဲ့လူတွေရဲ့အသက်ကိုကယ်ရပါတယ်ကိုယ့်အသက်ကိုစတေးပြီးတော့သူများအသက်ကိုကယ်ရတယ်ကိုယ့်အသက်ကိုစတေးပြီးတော့မီးတက်ရတယ်ကိုယ့်အသက်ကိုစတေးပြီးတော့ဒီမီးဘေးကနေလူတွေကိုကယ်ထုတ်ပေးရတာဖြစ်တဲ့အတွက်ဒါကစိတ်ဖိစီးမှုအများဆုံးပေးတဲ့အလုပ်တွေထဲကနံပါတ်1အလုပ်တစ်ခုဖြစ်တယ်လို့ ARD သတင်းဌာနမှာရေးထားပါတယ်ကဲနံပါတ်2ကိုပြောပြမယ်နံပါတ်2ကတော့ဆရာဝန်လို့ပြောပါတယ်ဒေါက်တာဆိုတော့ဆရာဝန်တွေဒေါက်တာတွေကတော့အားလုံးသိတဲ့အတိုင်းပဲပေါ့နော်ဒီနာမကျန်းဖြစ်နေတဲ့လူတွေယောဂဖြစ်တဲ့လူတွေဟိုအသက်အန္တရာယ်နဲ့ကြုံတွေ့နေရတဲ့လူတွေကိုသူတို့ကိုဆေးကုပေးရတာဖြစ်တယ်ကုသပေးရတာဖြစ်တယ်ဆိုတော့ယောဂသည်တွေနဲ့တွေ့ရမယ်ဟိုစိတ်ပိုင်းဆိုင်ရာစိတ်ညစ်နေတဲ့လူတွေနဲ့တွေ့အမျိုးမျိုးပေါ့နော်အဲ့လိုမျိုးလူတွေကိုစိတ်ကုပေးရတာဖြစ်တဲ့အတွက်နေ့စဉ်နဲ့အများစိတ်ဖိစီးမှုတွေအများကြီးကြုံရတယ်လို့ဆိုပါတယ်ပြီးလို့ရှိရင်တို့ကအသစ်တော်ဆေးဝါးကုသမှုတွေအသစ်တော်ဟိုဆေးနီးပညာတွေပေါ့နော်ဒါတွေကိုလည်းနေ့စဉ်နဲ့အများရှာဖွေရတယ်လေ့လာရတယ်ပြန်ပြီးတော့သင်ရတယ်ဆိုတော့လူတွေရဲ့အသက်ကိုကယ်ရင်းနဲ့ပဲကိုတွေကစိတ်ဖိစီးမှုဖြစ်နေတယ်ပေါ့နော်ဆရာဝန်ရဲ့အလုပ်ကလည်းဒီအသက်မဝမ်းကြောင်းအလုပ်တွေထဲမှာစိတ်ဖိစီးမှုအများဆုံးပေးတဲ့အလုပ်တစ်ခုလို့ဆိုပါတယ်နံပါတ်3ကတော့ရှေ့နေ lawyer ပါဆိုတော့ဒီရှေ့နေတွေကလည်းနေ့စဉ်နဲ့အများပေါ့နော်အမှုတွေအမျိုးမျိုးအမှုတွေနဲ့တွေ့ရတယ်လူတက်တဲ့လူတွေအစသဖြင့်ပေါ့နော်ကိုလာငားတဲ့အမှုတွေနဲ့တွေ့ရတယ်ကိုအမှုတွေရဲ့အမှုကတရားမျှတစွာနဲ့အနိုင်ရဖို့တရားခွင်မှာစကားပြောရမယ့်ဟာတွေကိုအမှုတွေအတွက်ဟိုတရားမျှတမှုရဖို့အတွက်ကိုဘက်ကတူးစားပေးရတဲ့ဟာတွေပေါ့နော်ဆိုတော့အဒါတွေကိုလှုပ်ဆောင်ရတဲ့ဟာကလည်းစိတ်ဖိစီးမှုကိုအများကြီးဖြစ်စေတဲ့အလုပ်တစ်ခုလို့ဆိုပါတယ်နံပါတ်4ကတော့တခြားလုံးမဟုတ်ပါဘူးသတင်းထောက်အလုပ်ပါ journalist ပါ reporter ပေါ့နော်ဒီသတင်းထောက်တွေကလည်းစိတ်ဖိစီးမှုအများကြီးဖြစ်စေတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့သတင်းထောက်တွေကလည်းခုနဟိုနံပါတ်1မိသက်သမားတွေလိုပဲပေါ့နော်မိသက်သမားတွေကလည်းမီးလောင်တဲ့နေရာကိုသွားရတယ်လူတွေကမီးလောင်တဲ့နေရာကနေမီးဘေးလွတ်တဲ့နေရာကိုပြေးနေတဲ့အချိန်မှာမိသက်သမားတွေကလည်းမီးလောင်တဲ့နေရာကိုသွားရတယ်လို့ပဲသတင်းထောက်တွေကလည်းမီးလောင်တဲ့သတင်းကိုလုပ်မယ်ဆိုလို့ရှိရင်အနည်းဆုံးတော့မီးလောင်နေတဲ့နေရာအနီးကိုသွားပြီးတော့သတင်းယူရတယ်ရိုက်ကူးရေးတွေလုပ်ရတယ်အဲ့လိုပဲဟိုတိုက်ပွဲသတင်းပေါ့နော်တိုက်ပွဲသတင်းတွေကိုသွားယူရတဲ့လူတွေဆိုလို့ရှိရင်လည်းစစ်သားတွေလိုပဲပေါ့နော်ရှေ့တန်းကိုသွားပြီးတော့သတင်းတွေသွားယူရတယ်ကိုယ့်အသက်ကိုဟိုစတေးပြီးတော့သွားယူရတဲ့ဟာမျိုးတွေပေါ့နော်တဘာဝပေးနေဖြစ်တဲ့နေရာတွေဆိုလည်းအဲ့လိုပဲသတင်းတောက်တွေကသွားပြီးတော့ယူရတယ်ရိုက်ကူးရတယ်ဓာတ်ပုံရိုက်ရတယ်ဟိုphoto journalist ဆိုလို့ရှင်လဲ photo ပေါ့နော် video ဆိုလဲ video ပေါ့ရိုက်ကူးရေးတွေလုပ်ပြီးတော့သတင်းတွေတင်ဆက်ရတာဖြစ်တယ်ပြီးတော့ဒီအားလုံးလည်းသိမှာပါပေါ့နော်ဒီခေတ်ကြီးမှာကကြော်ရွှင်စရာကောင်းတဲ့အရာတွေဆိုလို့ရှင်လူတွေကသတင်းလို့သိပ်ပြီးတော့မထင်ကြဘူးဆိုတော့စိတ်ညစ်စရာကောင်းတဲ့ဟာတွေတကယ်ဟိုမှာလူတွေဘလောက်သေသွားတယ်ဆန္ဒတွေဘလို့ပြနေကြတယ်ဘယ်မှာတော့မီးဘလို့လောင်သွားတယ်စသဖြင့်ဒီအနိဋ္ဌာယုံတွေကိုပဲလူတွေကသတင်းလို့ဟိုလူတွေကတွေးနေကြတယ်အမြင်နဲ့ဒီမြင်တဲ့မျက်စိကလည်းအဲ့လိုပေါ့နော်အဲ့ခါကျတော့
စိတ်ဖိစီးစရာကောင်းတဲ့ဒီအနိဋ္ဌာယုံတွေထဲမှာနေ့တိုင်းသတင်းတွေရေးနေရတယ်သတင်းတွေတင်ဆက်နေရတဲ့အလုပ်ကိုယ့်အသက်ကိုစတေးပြီးသတင်းတွေတွားယူရတဲ့အလုပ်ကလည်းပေါ့နော်လူတွေကိုဒီအလုပ်ကလည်းလူတွေကိုစိတ်ဖိစီးမှုအများဆုံးပေးတဲ့အလုပ်ထဲမှာပါတယ်လို့ရေးသားထားပါတယ်ဆိုတော့နံပါတ်5မှာ5ပေါ့နော်အဲ့ဒါကတော့ teacher ကျောင်းဆရာဆရာမအလုပ်ပါကျောင်းဆရာဆရာမအလုပ်ဆိုလူတိုင်းကလွယ်တယ်လို့ထင်ကြမယ်ကိုကိုရိုင်းကလည်းအဲ့လိုထင်ခဲ့တယ်ပေါ့နော်ဟိုဒီတေယုံညွန်းတဲ့စာအုပ်ထဲအကြောင်းအရာလေးကိုရှင်းပြလိုက်သင်ပေးလိုက်ရေးလိုက်ပြီးသွားပြီလို့ထင်တယ်ဟုတ်ပါဘူးတဲ့ဆိုတော့သူတို့ကိုဘယ်လိုမျိုးနားလဲအောင်သင်မလဲဒီငယ်လေးကလေးလေးတွေကနေဒီလိုကြီးသွားတဲ့အတန်းကြီးသွားတဲ့လူတွေအထိပေါ့နော်အသက်အရွယ်အပိုင်းခြားလိုက်သူတို့တွေနားလဲအောင်ဘယ်လိုသင်မလဲဟိုဒီသင်ခန်းစာကိုစိတ်ဝင်စားအောင်ဘယ်လိုသင်မလဲဆိုတော့သင်ယူညွှန်းနှန်းနေနီးပညာတွေကိုလေ့လာပြီးတော့သင်ရတာဖြစ်တယ်ပြီးတော့ဆရာဆရာမတွေဖြစ်တဲ့အတွက်ကလေးတွေရှိမှကျောင်းသားတွေရှိမှအမြဲတမ်းစံပြပုဂ္ဂိုလ်တယောက်အနေနဲ့လည်းရှိနေရမယ်ဆိုတော့ကိုလည်းပြန်ပြီးတော့စံပြပုဂ္ဂိုလ်တယောက်ဖြစ်အောင်ဒီအကြောင်းအရာကိုသင်ကြားပို့ချမဲ့အကြောင်းအရာတွေကိုကသူတို့ထပ်ပို့ပြီးသိနေအောင်စူးစမ်းပြီးတော့လေ့လာရသင်ရရှာဖွေရတယ်စူးစမ်းရတယ်ဆိုတော့ကျောင်းဆရာအလုပ်ကလည်းဒီစိတ်ဖိစီးမှုအများဆုံးပေးတဲ့အလုပ်တွေထဲမှာနံပါတ်5နေရာမှာချိန်နေတာဖြစ်ပါတယ်ဆက်ပြီးပြောမယ့်အကြောင်းအရာ2ခုကျန်သေးတယ်အဲ့ထဲကဒီနံပါတ်6ပေါ့နော်နံပါတ်6အလုပ်ကတော့ driver ပါဆိုတော့ driver လို့ပြောတဲ့အခါမှာ taxi driver လည်းရှိမယ်ကိုအိမ်စီးကားကိုမောင်းတဲ့လူလည်းကျင်မယ်ပေါ့နော်ရင်မောင်းနေပေါ့ဆိုတော့ကားဆရာတွေရဲ့အလုပ်ကလည်းစိတ်ဖိစီးမှုအရမ်းများတယ်လို့ဆိုပါတယ်ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့အခုခေတ်ကြီးကနေရာတိုင်းမှာပေါ့နော်ဒီရင်ကြောပိတ်တာကားလမ်းကြက်တာပေါ့နော်ကားတွေကြက်တာကားတွေပိတ်တာဒီဟာတွေကလည်းလူတယောက်ကိုပေါ့နော်စိတ်ဖိစီးမှုအရန်ပေးတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုမှာချင်းမိုင်မှာဆိုလို့ရှိရင်အရင်တုန်းကလေကားတွေတိတ်မကြက်ဘူးသွားလာတာလွယ်တယ်အခုနောက်ပိုင်းဆိုလို့ရှိရင်ကျမတို့ရုံးကို7နာရီတက်ရမယ်ဆိုအိမ်ကနေ9နာရီလောက်ထွက်ရတယ်ထွက်ပြီးတော့မှကားပေါ်မှာအကြာကြီး1နာရီလောက်စောင့်မှရုံးကိုရောက်တယ်ဆိုတော့အလိုလိုနင်းစိတ်ဖိစီးမှုတွေအိမ်ကမဝါခဲ့ပါဘူးဆိုမှကားကြက်သေးတယ်ပေါ့နော်အဲ့လိုမျိုးစဒါအိမ်စီးကားမောင်းတဲ့လူတွေtaxi driver တွေကပိုဆိုးတယ်ပေါ့နော်သူတို့တွေဆိုလို့ရှိရင်ရင်ကြောပိတ်တဲ့ဒဏ်ကိုလည်းခံရတယ်ကိုကားမှာစီးလာတဲ့ခရီးတယ်အမျိုးမျိုးသောခရီးတယ်ပုံစံအမျိုးမျိုးနဲ့တက်လာတဲ့ခရီးတယ်တွေကိုသူတို့ကတင်ပြီးတော့သူတို့သွားခြင်းတဲ့နေရာကိုပို့ပေးရတာဖြစ်တယ်ဆိုတော့အဲ့ထဲမှာအရက်သမားလည်းပါတယ်မူယူနေတဲ့လူလည်းပါတယ်အိမ်မှာဆင်းညစ်လာတဲ့လူလည်းပါတယ်ရီစားနဲ့ယောက်ျားနဲ့ဇနီးတဲ့နဲ့ရန်ဖြစ်လာတဲ့လူတွေလည်းပါတယ်ပေါ့နော်အဲ့လိုခရီးတွေပေါင်းမျိုးစုံတွေကိုကိုကားပေါ်မှာတင်ပြီးတော့သူတို့သွားခြင်းတဲ့နေရာပို့ရတာတခါလေကျစကားတွေအများကြီးပြောတဲ့လူတွေလည်းရှိမှာပေါ့နော်အရန်ဈေးစစ်တဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့ဆိုတော့ပြီးလို့ရှိရင်သူတို့ကိုလိုရခရီးကိုဘေးအန္တရာယ်ကင်းကင်းရှင်းရှင်းနဲ့ပို့ရတာဖြစ်တဲ့အတွက်သူတို့ရဲ့အလုပ်ကလည်းစိတ်ဖိစီးမှုအများကြီးပေးတဲ့အလုပ်ထဲမှာပါပါတယ်နောက်ဆုံးအချက်ပေါ့နော်နောက်ဆုံးအချက်ကတော့နံပါတ်9ဆိုတော့စိတ်ဖိစီးမှုအများဆုံးပေးတဲ့အလုပ်အဲ့ဒါကတော့လေရင်မှုပါလေရင်မှုတွေကလူအနည်းဆုံးတော့เนาะ10ယောက်နဲ့အထက်ပေါ့မြန်မာနိုင်ငံမှာဆိုတော့10ယောက်နဲ့အထက်ပေါ့နိုင်ငံသားကလေရင်ကြီးဆိုတော့ကြီးကြီးဖြစ်တဲ့လူရာနဲ့ချီကိုသူတို့သွားခြင်းနဲ့ခရီးကိုရောက်အောင်ပို့ပေးရတာဖြစ်တယ်ဆိုတော့လေရင်မှုကတစ်ချက်ကလေးမလိုက်ရနဲ့အဲ့လူတွေအားလုံးကအချိန်မရွေးလေရင်ပြတ်ကြပြီးတော့တခုခုဖြစ်ပြီးတော့အသက်သေဆုံးသွားနိုင်တယ်ဆိုတော့သူ့ရဲ့တာဝန်ကအရန်ကြီးပါတယ်အဲ့လိုလူတွေရဲ့ဘယ်လိုပြောမလဲအသက်ကိုတာဝန်ယူပြီးတော့သူတို့သွားခြင်းတဲ့နေရာကိုပို့ပေးရတာအဲ့ဒီအတွက်လေရင်မှုတွေရဲ့အလုပ်ကလည်းအရန်ကိုစိတ်ဖိစီးတယ်လို့ရေးသားထားတယ်ဒါပေမဲ့လေရင်မှုတွေကတော့ပတ်စံနေအများကြီးရတယ်တဲ့သူတို့ရဲ့ဝင်ငွေကအများကြီးရတယ်လို့ဆိုပါတယ်ကဲဆိုတော့ဒီနေ့တော့အမီပြောပြချင်တဲ့အကြောင်းကတော့ကဘာပေါ်မှာစိတ်ဖိစီးမှုအများဆုံးအလုပ်တွေထဲက9မျိုးကိုပြောပြခဲ့တာပါဆိုတော့အားလုံးပဲဘူးတူတာရလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲတတာ